ဘဝမှာအလုံးခြုံကြည့်လိုက်လို့ရှင်အခြားတတိရှိနေတာဘာမှတန်ဖို့မရှိလာဘူးအများကြီးတန်ဖို့မရှိဘူးရိုးရိုးလေးပဲစားဖို့ရတတိရှိနေတယ်သွားဖို့ရတတိရှိနေတယ်လှုပ်ဖို့တတိရှိနေတယ်အဲ့ဒီတတိတွေရှိနေအဲ့ဒီတတိတွေကဘဝမှာဒီဘဝအတွက်အလုပ်ဖြစ်ဖို့လေးပဲရှိတယ်တန်တရားဝကလွတ်ဖို့မပါဘူးအဲ့ဒါနော်တန်တရားဝကလွတ်ဖို့မပါဘူးတန်တရားဝဖို့လိုအပ်တဲ့တတိဆိုတာအဲ့ဒါကိုခေါ်တာမဟုတ်အဲ့တော့ဆိုလိုတဲ့မြတ်စွာဘုရားရဲ့တရားတော်မှာတတိဆိုတာအစစ်မြင့်တဲ့တတိကိုပဲပြောတာများတယ်ကုသိုလ်လောကမှာတတိရှိတယ်ကုသိုလ်ဘက်ကိုတတိရှိတာအစစ်မှန်ဘက်ကိုတတိရှိတာဆိုတော့ illusion ဖြစ်နေတဲ့ပုဂ္ဂိုလ်တယောက်ဟာတတိရှိတယ်လို့တော့ပြောလို့မရဘူးလေသူသိတာအမှန်သိတာမှမဟုတ်တယ်အလွဲမှားတွေထင်နေတာအဲ့တော့မြတ်စွာဘုရားပြောတယ်တတိရှိတယ်ဆိုတာအမှန်သိဖို့အတွက်လမ်းခင်းတဲ့တတိကိုဆိုလိုတယ်ပေါ့လူတွေကအမှန်သိနာလားဆိုမှမသိဘူးလွဲနေတာဘာနဲ့ဥပမာတူတော့ဆိုရင်ရိုဘောဆိုတဲ့စက်ရုပ်ကြီးကိုလူအစစ်ထင်တယ်အဲ့ဒါလွဲနေပြီလေတတိတော့ရှိတယ်အယုတ်ကြီးကိုကြည့်ပြီးတော့အဲ့ဒါလူကြီးပဲလူပဲစကားပြောလို့ရတယ်ဆိုအယုတ်ကိုလူထင်နေတာကွာ illusion ပဲနော်အဲ့ဒါမျိုးမဆိုလို့ဘူးဒါကြောင့်အဲ့ဒါအလွဲအမှားကိုတတိရှိနေတယ်လို့ခေါ်လို့ရတယ်အစစ်မှန်ကိုသိနေတာမဟုတ်ဘူးအလွဲမှားကိုသိနေတာဖြစ်တယ်အလွဲမှားသိဖို့အတွက်စိတ်ကအာယုန်တွေကအစစ်မှန်ကိုအာယုန်သိတာမဟုတ်ဘူးအထင်အမြင်ပေါ်မှာတတိရှိနေတယ်လို့ခေါ်လို့ရတယ်သူကတော့ငါမိတ်ဆွေပဲသူကတော့ငါသားပဲငါသမီးပဲဒါကတော့ငါပိုင်တဲ့ပစ္စည်းပဲဆိုရယ်တဏှာနဲ့တွဲပြီးတော့သိနေဒိဋ္ဌိနဲ့တွဲပြီးတော့သိနေတယ်အသိဒါတတိရှိတယ်လို့မခေါ်နိုင်ဘူးတဲ့နော်ဒါတတိလို့မခေါ်နိုင်ဘူးစိတ်ရဲ့ဖြစ်နေကြပေါ်မှာဖြစ်တယ်လို့ပဲပြောမြတ်စွာဘုရားဟောတဲ့တတိဆိုတာဓမ္မတတိကိုဆိုလို့တယ်ပေါ့အစစ်မှန်ကိုသိဖို့တတိလို့ဆိုလို့တယ်ဒါကြောင့်မို့တမန်စကားတွေမဟုတ်ဘူးတမန်စကားတွေမဟုတ်ဘူးကိုသိနေတဲ့အသိဟာလွယ်မှာကြီးဖြစ်နေတယ်